အာရီယန်တွေကအနိုင်ဝင်ယူသွားတယ်ဒရာဝီဒီယန်တို့ရဲ့အရှင်သိန်းခိုသခင်ဒတဂီရီဘရင်မင်းမြတ်ကတကယ်ပဲကြာဆုံးခဲ့ရတာလားသို့မဟုတ်you